အားကစားဒါရိုက်တာအသစ်ခန့်အပ်ခဲ့တဲ့ Manchester United ရဲ့ရှယ်ယာရှင် Sergeant Ratcliffe ဟာနီးစနစ်ဒါရိုက်တာ Jason Walcott ကိုယာဒူးတိုးမြှင့်ပြီးတော့အားကစားဒါရိုက်တာအဖြစ်ခန့်အပ်ခဲ့တယ်လို့အင်္ဂလိပ်မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။အားကစားဒါရိုက်တာဟောင်း Dan Ashwood ဟာ Sergeant Ratcliffe နဲ့မပြေမလည်ဖြစ်ပြီးတော့ယာဒူးကနေနှုတ်ထွက်သွားကြတဲ့ကUnited အသင်းမှာအားကစားဒါရိုက်တာယာဒူးကလစ်လက်နေခဲ့တာပါ။ Ineos ကုမ္ပဏီရဲ့အားကစားဒါရိုက်တာ Sir Brayford ဟာ United အားကစားဒါရိုက်တာနေရာမှာယာယီတာဝန်ယူပေးခဲ့ပေမဲ့Sergeant Ratcliffe ဟာ Sir Brayford ရဲ့စွမ်းဆောင်ရည်ကိုသဘောမကျတဲ့အတွက် Jason Walcott ကိုယာဒူးတိုးပေးခဲ့တာလည်းဖြစ်ပါတယ်။ယာယီအားကစားဒါရိုက်တာအဖြစ်တာဝန်ယူခဲ့တုန်းက Sir Brayford ဟာ United အတွက်သူ့ရဲ့စီမံကိန်းကို Mission 21လို့နာမည်ပေးခဲ့ပြီးတော့22ကြိမ်မြောက် Premier League Champion ဖြစ်အောင်စွမ်းဆောင်ပေးမယ်လို့ကြွေးကြော်ခဲ့ပေမဲ့လက်တွေ့မှာတော့ United ဟာသမိုင်းတစ်လျှောက်အဆိုးဝါးဆုံးရာသီကိုကြုံတွေ့ခဲ့ရပြီးတော့ Premier League မှာအဆင့်15နဲ့ရာသီသိမ်းခဲ့ရပါတယ်။ယာယီအားကစားဒါရိုက်တာယာဒူးကနေဖယ်ရှားခံရပေမဲ့ Sir Brayford ဟာ United ရဲ့ဘုတ်အဖွဲ့မှာဒါရိုက်တာတယောက်ဖြစ်နေဆက်ရှိနေအောင်မယ်လို့လည်းသိရပါတယ်။ Jason Walcott ရောဘာတွေလုပ်ပြမလဲဆိုတာစောင့်ကြည့်အောင်ပါပေါ့။